နေရာကောင်းလမ်းသာအာစီတစ်ထပ်တက်အသစ်ကလေးတစ်လုံးရောင်းပေးပါမယ်။ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်။ပေါလုံးလမ်းမကြီးရဲ့ဒီတကွန်းကုန်းမှာရှိတဲ့ဆွဲတော်9လမ်းပေါ်မှာရောက်ရှိနေရပဲဖြစ်ပါတယ်ရှင်။ဒီဆွဲတော်9လမ်းပေါ်ကအိမ်လေးကတော့ဂရမ်မြေပေ40-60ရောင်းချပေးမဲ့ဈေးနှုန်းကတော့တိမ်ပေါင်း9900ညှိနှိုင်းနေပဲဖြစ်ပါတယ်ရှင်။အိမ်ရှိပါကင်အကျဲကား3စီးစာ flower box တွေနဲ့အုတ်တိုင်းခိုင်မှာတန်ဆူကျိုး blade ကျိုးတွေခြံဝင်းတကားကြီးရလည်းတက်တက်ရရနဲ့တိစောက်ထားတဲ့အိမ်လေးဖြစ်ပါတယ်။ပတ်ဝန်းကျင်ကောင်းတဲ့ရက်ွက်တန်နဲ့အိမ်ထဲမှာဆိုရင်လည်းကားပါကင်အကျယ်က2စီးစာလောက်ထိကျယ်ဝန်းတယ်အိမ်ရှိပေါ်တီကိုမှာလည်းကြွေပြားခင်းထားပေးပြီးသားပေါ်တီကိုကလည်းမြင့်တယ်ပေါ်တီကိုတိုင်လုံးကြီးရာဆိုရင်လည်းခန်းခန်းနားနားနဲ့တိစောက်ပေးထားတာဖြစ်ပါတယ်ရှင်ဒါစီပင်ကလွတ်ပေးထားတဲ့ရေပေါ့နော်ရေလဲအဆင်ပြေတယ်မီးလဲအဆင်ပြေတဲ့နေရာလေးဖြစ်ပါတယ်ရှင်စွမိုးအိမ်ထဲကိုလိုက်ပြပေးပါမယ်ဒါကဧကန်ဖြစ်ပါတယ်ဧကန်မှာလည်းပရင်မောက်3ပေါက်အလင်းဝင်အားကောင်းတယ်ဒီဘက်မှာဆိုရင်ပါကေးကလည်းအပြည့်ခင်းပေးထားတယ်ဒါကတော့ဖျားကန်းပေါ့နော်ဖျားကန်းမှာလည်းမှန်ပတင်းနေနဲ့အလင်းဝင်အားကောင်းဖန်တီးထားတယ်မီးဆိုင်လေးတွေနဲ့တသက်ရရက်တိစောက်ပေးထားတာလည်းတွေ့ရတယ်အိမ်ဝင်ဘယ်ဘက်မှာ master bedroom မှာမျက်နှာချက်အမြင့်ကလည်း12ပေ73ပေလောက်ထိမြင့်တယ်မျက်နှာချက်ကိုမြင့်မြင့်လေးစောက်ထားတော့တက်ရှူမကျတ်တော့ဘူးပေါ့နော်လုံခြုံရေးတန်ပန်းတွေပါတယ်ဒါကတော့ master bedroom ရဲ့ရေချိုးခန်းအိမ်သာပါ fashion စုံတဲ့ shower တွေကိုသုံးပေးထားတယ်ကျွေပြားနိုင်ရန်အပြည့်ကပ်ပေးထားတယ်ဒီမှာရေဘူးရေအစ်ဆက်ပါပါတယ်ရှင်လူကြီးရဲ့အတွက်ပါအဆင်ပြေတဲ့ရေချိုးခန်းလေးဖြစ်ပါတယ်ရှောင်းလန်းက4ပေလောက်ထိကျဲတယ်အခုမြင်ရမှာကတော့နောက်ထပ် master bedroom အခန်းကျယ်တစ်ခုဖြစ်ပါတယ်ဒီ master bedroom အခန်းကလည်း12ပေ15ပေလောက်ထိတော်တော်ကျယ်တဲ့ master bedroom ပဲဖြစ်ပါတယ်မိသားစုများတဲ့လူတွေအခန်းကျယ်ကျယ်လိုချင်တဲ့သူတွေအတွက်အဆင်ပြေပါတယ်ဒါကဒုတိယမြောက် master bedroom မှာဒီမှာဆိုရင်လည်း master bedroom တွေတော်တော်ကြဲကြဲဝန်းဝန်းရှိတာကိုတွေ့ရမှာဖြစ်ပါတယ်။အိမ်ရဲ့တကမားတွေအကုန်လုံးကကျွန်းတကားတွေပါ။ဒီအခန်းကပရင်မောက်ကလည်း6ခုတောင်ပါတာဆိုတော့လေဝင်လေထွက်အားလည်းကောင်းမဲ့အခန်းလေးဖြစ်ပါတယ်။ကျွန်းပါကေးကလည်းအယောင်လေးကလှလှလေးပါ။ဒီရင်လေးက master bedroom 3ခန်းပါပြီးတော့ toilet WC ကလည်းအခန်းတိုင်းမှာကြဲကြဲဝန်းဝန်းရှိတာကိုတွေ့ရပါတယ်။အနံ့အသက်လေးစုပ်ဖို့ exhaust fan လေးစုပ်ပန်ကလည်းပါတယ်။ဒီမှာဆိုလို့ရှိရင် kitchen and dining room ဖြစ်ပါတယ်။ထမင်းစားစပွဲထားလို့ရတယ်။ညနေချက်အထိကြွေပြားအပြည့်ကပ်ပေးထားတာကတော့ဒီမီးဖို့ကြောင်ရဲ့ထူးခြားချက်လေးပါ။ဒီမှာဆိုရင်မီးဖို့ကြောင်ကောင်းတာဒီကောင်းတာလေးမှာဆိုရင်ဟင်းထမင်းချက်ဖို့အတွက် socket တွေလည်းအပြည့်ထည့်ပေးထားပါတယ်။ကြွေပြားနိုင်ရန်ပြည့်ဆိုတော့တန်ရှင်းလို့ရလွယ်ကူတာပေါ့နော်။ဒီမှာဆိုရင်ပစ္စည်းတွေထားလို့ရတဲ့ခပ်ပုတ်တွေလည်းပါတယ်။ဒါကတော့အများဆုံးရေချိုးခန်းအိမ်သာကိုအိမ်ရဲ့နောက်ဖက်မှာတီးတန်းထည့်ပေးထားတာဖြစ်ပါတယ်ရှင်။တိမ်လုံးမှာကျွန်းပါကေးအပြည့်ဂရမ်မြေပေါ်မှာတိစောက်ထားတာလည်းဖြစ်တယ်ကျွန်းတကားတွေလုံခြုံရေးတန်ပန်းတွေပြည့်စုံတဲ့ဒီလိုအိမ်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းကလည်းတိမ်ပေါင်း9900ရဲနဲ့ပဲဖြစ်ပါတယ်ရှင်နေရာလဲကောင်းတယ်လမ်းကလည်းတာသေးတယ်အိမ်လေးကလည်းလူမနေရသေးတဲ့အသစ်ဆက်ဆက်ကလေးပေါ့နော်အဝစီရေတွင်းလဲပါတယ်စီပင်ရေလဲပါတယ်အခုလိုရေမိပြည့်စုံတဲ့အိမ်လေးကိုစိတ်ဝင်စားရဆိုရင်တော့စုမွန်တို့Golden Hill Property အိမ်ချမ်းမြေရဲ့ဖုန်းနံပါတ်3996696331ဒါမှမဟုတ်ရင် Viber နံပါတ်3995961596တို့ကိုဆက်သွယ်နိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်မိတ်ဆွေများအားလုံးပဲကျန်းမာချမ်းသာပြီးတော့စီးပွားလန်းလာပါတယ်ဒီရလာတိုးတက်ကြပါစေရှင်